ရှောက်ထွေးတော့ဘန်ကောက်မြို့ရဲ့အလယ်မှာအပန်းဖြေဖို့အတွက်တော့အောက်လေးရှိတယ်ဆိုတာကိုနေလို့သိပါသလားဘန်ကောက်မြို့ရဲ့ OS အထိတင်စားနိုင်တော့နေရာလေးပင်ဖြစ်ပါတယ်ဒီနေရာကိုလာဖို့အတွက် BTS လာတင်တို့မဟုတ် MRTC လို့နဲ့လွယ်ကူစွာရောက်နိုင်ပါတယ်ဒီနေရာကတော့ဘန်ကောက်မြို့ရဲ့ပထမဦးဆုံးပန်းခြံဖြစ်ပြီးတော့140ဧကအထိကျယ်ဝန်းသောနေရာလေးပင်ဖြစ်ပါတယ်ပန်းခြံတစ်လျှောက်လုံးမှာအစိမ်းရောင်တစ်ပင်တွေနဲ့ဖောင်းအောက်ထားတာကိုတွေ့ရပါတယ်ပန်းခြံရဲ့အလယ်မှာချီမာသောရေကန်ကြီးကပန်းခြံလေးကိုပို့ပြီးတော့ဆိုပြေစေပါတယ်ပိုက်တာတွေရဲ့နောက်ခံတွေနဲ့ရေကန်ကြီးမှမျောလာနေတော့ဘဲကလေးတွေကိုထိုင်ကြည့်ရတာအယံကိုစိတ်အိတ်ချမ်းစေပါတယ်ဒီနေရာကလည်းကျွန်တော်မချခဏအမြဲတမ်းအလားပန်းဖြေတော့နေရာလေးပင်ဖြစ်တယ်။ဘာဖြစ်လဲဆိုတော့တောအောက်ကြီးတွေနဲ့အရန်ကိုတိတ်ဆိတ်ပြီးတော့အေးချမ်းစေတယ်ပေါ့နော်။ဒါတင်မကတွေဘူးကလေးတွေအတွက်တီးတကစားနိုင်တော့နေရာလေးရှိပါသေးတယ်ပေါ့နော်။တာတာမီမီရှိတဲ့တွေအတွက်အရန်ကိုအဆင်ပြေတော့နေရာလေးပင်ဖြစ်တယ်။နောက်ပြီးတော့ဒီပန်းခြံလေးထဲမှာလတိုင်းလိုလို activity များစွာပြပွဲများစွာအများတိုင်းရှိနေတယ်ပေါ့နော်အားကစားသမားတွေအတွက်ဒီနေရာကိုလက်မလွတ်သိတော့နေရာလေးပင်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်တော့ဒီလောက်ကျယ်တဲ့တောအောက်ကြားမှာပြေးကစားရတာအယံကိုလန်းဆန်းစေတယ်ပေါ့နော်နောက်ပြီးတော့ဘန်ကောက်မြို့တော်ဝန်တွေကဦးစီးကျင်းပထားတော့ Aero Village ကနေလည်းညနေပိုင်းလိုလိုအမြဲတမ်းလူတွေစီကားလေးရရှိနေပါတယ်အားလုံးခြုံပြီးပြောပြမယ်ဆိုရင်တော့ဒီနေရာကတော့ဘန်ကောက် Oasis လို့နော်ခေါ်တာမမှားပါဘူးဒီနေရာကတော့လောင်ပနီပန်းခြံတွေပဲဖြစ်ပါတယ်ကဲတငယ်ချင်းတွေရဲ့အားလာချန်လေးမှာဒီနေရာမှာအေးအေးစစ်စစ်လာရအပန်းဖြူနိုင်တော့နေရာလေးပင်ဖြစ်ပါတယ်ကဲဒီနေ့ဒီလောက်ထိပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ page ကိုလည်း like and follow များများလုပ်ပေးပါနော်ကဲ bye bye